လို့သူကြီးနော်အောင်ဘုရားညာပွဲမကရဘူးလို့တားတော့လေခံလိုက်ပဲပါအဲ့တော့လေးရသူလေးအိမ်ကိုမနေ့က8 နိုင်လောက်ရောက်လာလေးသားကိုကြပါအောင်လေတော့တစ်နေ့လုံးပြည့်မယ်ဆိုတော့စဉ်းစားပါမယ်သာသမားတရားကိုတစ်နေ့လုံးပြည့်လိုက်နောက်ကစောင်းနေဘယ်လိုလုပ်အဲ့ဒါမှဒီစလာပါဖက်ပဲဖြစ်သွားတယ်နော်ဟုတ်ပါတယ်အဲဒီလေးကသာကောင်းမဟုတ်ပါဘူးသူတို့လေးတို့ဇမင်းသားတွေကဒီလိုအောင်မြင်မှုမျိုးလေးတို့လည်းမကြုံခဲ့ဘူးဒါပေမဲ့လူတွေကပွားအောင်ဒီကလေးလေးဇက်တွေကိုဆက်ပြီးတော့အောင်မြင်နေအောင်ဇက်တွေအသက်ရှင်အောင်ဒီလေးလုပ်နေတာဆိုပြီးတန်းနေတော့ငါဖတ်မှုပဲဒါမင်းမပုံနဲ့လေးရှိရလို့ဆိုတော့ရင်းစစ်ခံနေတပီးလေးတူစားပြီးတော့သက်ဆိုင်ရပါတော့အားလုံးရဲ့ဖွဲ့စည်းနေဖို့ကြီးတော့နော်ကြီးကြီးတနာခံရအောင်တို့ပြနေပိတ်တာလေလုံးဝမပိတ်တော့ပါဘူးလေးလေးတီးပါမမလူတီးတာလားသူမျိုးကတော့မှသူနဲ့လေးလေးနဲ့ညာလေးကိုစင်နိုင်တော့မှလည်းခွဲတာလေးရဆောင်းဆက်လုပ်ပါလေသမီးသားများတယ်ဟိုပါလေဆက်တော့မှလည်းခွဲတာတော့ခိုင်ရောကလို့ရပြီလို့လေးပြောလိုက်တာပါဓာတ်ပုံသွားရိုက်နေတာဒီကလူလာတော့ပြန်ပြီးတော့တော်လေးပြောတော့နော်အပိကြအောင်မစားဘူးနော်ဒီလိုကြီးလည်းဆက်ပြီးအပိပါဦးလူရမွေးစားတာဆိုလေဟုတ်တယ်။လူငယ်တော့တော့လေးလာတော့တရားအောင်သူ့ကိုပွားခဲ့တာဟုတ်တယ်နော်။အောင်ကိုဖြစ်ဆုံးမအောင်ဖြစ်မယ်ဆိုတာသိလို့ဘယ်သူမှဒီလိုဖြစ်ရဒီရစားခဲ့တော့ဒီလေးကောက်သူလေးကိုတီရှူပေးလိုက်ပါအောင်တော့မှာပေါ့နော်။အားလုံးကမှဆန္ဒကြပါစေအားလုံးပြိတ္တပြောတော့လေးလေးကြိုက်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လေးလေးတစ်ချက်သမင်းသားပဲလေဒီကလေးလေးအောင်နေတော့ဘာလို့မနာလို့ရှိရမှာလဲဘာလို့ကောင်းပေးရမှာလဲအဲဒီမှာဒီရိုက်တယ်ပဲကျွန်တော်မြေရန်ဒီဘောလို့ဆော့ရှော့ပြီးတယ်လေးလေးဒီရိုက်တယ်ပဲတော့ကျွန်တော်ဒီနေရာလေးမှာပြောချင်တာကကျွန်တော်မိသားစုများအားလုံးရဲ့ရှိမှာပါပဲကျွန်တော်ရဲ့စိတ်အရင်မှန်ပါကျွန်တော်ဝါသနာပေါ်တဲ့လူပညာလူလေးကိုအေးချမ်းချမ်းရင်းချမ်းချမ်းလေးနဲ့အောင်မြင်မှုရခြင်းရခြင်းအပိခံရခြင်းမခံရခြင်းတွေကိုတာထားပြီးအဓိကလူပညာလူလေးကိုအေးချမ်းချမ်းနဲ့အများစိတ်ချမ်းသာအောင်လုပ်ချင်တဲ့ရည်ရွယ်ချက်လေးပဲရှိပါတယ်။ဒါကျွန်တော်မိသားစုများအားလုံးလည်းဒီလိုသာဖြစ်ပါပါ။အဲ့တော့ကျွန်တော်အများကြီးမတော့ဆိုကြပါဘူး။ကျွန်တော်တို့လေးကိုအေးချမ်းချမ်းနဲ့ကျွန်တော်ကိုကျွန်တော်ဆောက်ရှောက်ရင်းကျွန်တော်တော့မှရှိတဲ့ကျွန်တော်ကိုမိကိုနေကြတဲ့မိသားစုအဖွဲ့ဝင်တွေအားလုံးကိုဆောက်ရှောက်ရင်းနဲ့ကျွန်တော်အေးစီစီလေးလမ်းလျှောက်ပြစေ။ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်။ဟုတ်ပါဘူး။တော့ဒီဆောက်ရှောက်တဲ့လေးကျွန်တော်ဒီနေ့ကျွန်တော်တို့ဒီမှာပါဘူးအောင်မှလေးတို့တက်ပါစေနော်ပါ
အားမနေပါနဲ့မင်းတော့မှဂရီနံဝင်ရှိပါလေဘာကောင်မှမဟုတ်ပါဘူးဒီမှာတက်တဲ့ပညာတွေလေးမှရှိတဲ့အနုပညာတွေလေးမှတက်ကြွထားတဲ့လေးအားပါအနုပညာတွေတက်နေတော့ဆောင်းလျှောက်ပါမယ်လို့အောက်စုရဲ့ပြည်သက်တွေ friend တွေအားလုံးလေးသစ္စာပြပါရကိုလေအဲ့တော့လေးရသားကိုဂုဏ်ပြီးတဲ့ခြေလို့ဆိုတယ်နော်ပါလဲဆိုတော့ရိုက်ယူဘလို့ဘာသာရေးမလုံးဆိုတာလိမ့်ထက်ပြထားတဲ့ပြည်ပြန်ချက်နေနော်အဲ့တော့အဲ့ပါလေးဆိုကိုယ်ကြီးစစ်စစ်လေးဘာသာရေးကိုမလုံးရင်ကိုယ်ကြီးနဲ့စစ်စစ်လေးလေးစီရင်ဖို့ဆိုတာနော်တတိဝါလားဆိုစင်ပြီးဆိုတာ